Hello 我在忙呢。ဟုတ်ပါရဲ့ကြောက်我刚刚听到嘛，现在嘛，你过来嘛，只有我接到那边来了。ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ခုလာနေပါလမ်းမရောက်နေပါဘူးခင်ဗျဟုတ်ကဲ့နေနေညီလေးခန်းနဲ့ရောက်လာလား ဟုတ်ပြီညီလေးခေါင်းဆောင်နေတော့ခေါင်းလာတဲ့ပဲဩလိမ်မာလိုက်တာမမေလှုပ်လိုက်မယ်တားလေးခန်းနဲ့ပြန်ရတော့နော်ဘယ်လိုလုပ်မလဲတားတော်တော်ပဲကွယ်ပြောရဆိုရတာချစ်စမ်းမအောင်အမရွတ်တပါလေဖြစ်ကုန်ဒုက္ခမအိမ်မွေးတော့အကောင်နေလေးကလေတော်ပြောခက်တယ်တကယ်ပါလေမိုးတာဟာတယ်ပါလေမိုးတာအော်ဘာပြောထွက်လာလဲတားရဲ့မမေကိုခေါ်ပေါ့ဘာလို့ထွက်လာလဲ那哥哥在家喽。哦，大爷，妹妹说哥哥咱家这路出来了没有的？咱这空气多还没那冷嘞，哥，还拿了，别有去多嘞？在，在那妈妈拿乌。好的喏，那妈妈拿乌喏。မလေးတော်ပါလေးရဲ့သားရဲ့ငါသားလေးတစ်ခုဖြစ်သွားရင်မမေရင်ကျိုးမှာသားရဲ့မမေသားလေးဘာမှဖြစ်လို့မရဘူးနော်နော်သားလေးနော်နောက်ဆိုမမေကိုခေါ်နော်မမေပြန်လာပြီအေးဒီမှာမမေရသားငယ်လေးအတွက်သားငယ်လေးအရင်လိုချင်တဲ့ပီယာနိုလေးဝယ်လာတယ်တော့သားလိုချင်ဟောသားမဟာရုပ်ကလေးအများကြီးပဲလေနော်ဒီလေးကဘာမှရှိတာပေါ့သားလေးတွေလိုချင်တာတော့ဝယ်ပေးမှာပေါ့သားလေးကြည့်ကြည့်ပါဦးကြည့်ကြည့်အောင်တာတဘောကြလားတာတဘောကြတယ်ဟုတ်ပြီတာတာလေးပြောနေတာငါလက်ထဲရငါပစ္စည်းဖေမမေဟာတားလေမိုးတော့
ဘာဖြစ်လို့လဲဘာဖြစ်လို့လဲမမေများဘာဖြစ်လို့ 我到都来的。 ဟမ်ညီလေးဘာလို့တွန်းတာလဲကြည့်အောင်ခလေးပစ္စည်းကိုလည်းယူထားတယ်ကြည့်စမ်းဟာအဲ့လိုမလုပ်ရဘူးလေကိုညီလေးကိုအနိုင်မကြည့်ရဘူးလို့မပြောထားရမလား 那还有没录进啊？ ဟမ်ဘာမှရုပ်တွေအများကြီးရှိရလေဘာလို့ဒီဟာကိုပဲလိုချင်ရတာလဲလို့ 都有外边当家。 ကိုညီလေးကိုအဲ့လိုပြောစရာလားတောင်းမှရုပ်တွေအများကြီးရှိတယ်လေ I讲叫皮皮的呀。 ကိုညီလေးကိုဘာစကားပြောရလဲဟမ်ကိုညီလေးကိုဘယ်လိုဖြစ်လို့ရဲရဲဆက်ဆက်စကားကြီးပြောနေတာလဲအဲ့ဒါစကားမပြောနဲ့မပြောနဲ့မပြောနဲ့အဲ့လိုမပြောနဲ့ညီလေးကိုအဲ့လိုမပြောနဲ့ဘယ်လိုဖြစ်နေတာလဲ မေရလည်းဗျအဲ့ငယ်ကောင်နဲ့ပတ်သက်လာရင်တားကိုပဲပြောနေရပဲ ပြောမှာပေါ့နင်အငယ်ဘယ်တော့မှမညာဘူး တော့ပြအပြင်သွားတော့ သွားအိမ်လဲကတ်တဲ့ကောင်လည်းမဟုတ်ဘူးဘိုက်စာမပြန်လာခဲ့ ဟေး ဟာလေ မင်းအောင်တိတ်လာပါလား အာမချောင်နဲ့နော်ပါရိုက်ဟန်မယ် ဟောင်းမရမင်းအောင်လာတယ် အန်ဒီဒီနေ့အိမ်မှာဘာဟင်းမှမချက်လို့အားတယ်အမို့အနီးရှိမှလာပြီးဟင်းတောင်းစားတာ ဟဲအတော်ပဲတော့ရွှေဖြုံသင်းနဲ့ကြက်သားနဲ့ချက်တယ်မယန်းနင်းငပီတောင်ဆက်ဆက်လေးထောင်းထားတယ် အဲ့ဒီနေ့သမီးရမ်းကြိုက်တာ ပြီးတယ် အများကြီးပဲ ပြီးပါထပ်ပြီးမှစိတ်ချ ဟဲ့မို့တော့နေအောင်ငါ့ကိုထားရဲ့လား ဟာငါနေ့ကိုအမြဲတမ်းတရားပြီးသားပါ ရရ ကဲလာတားလိုက်လားငါငယ်လေးလက်ကလေးကပေါက်လိုက်တာမိတမနှလုံးဇက်ကြောတွေတက်နေတာ ရောက်မေဒီလာတာမေရလဲနော်အိမ်မှာတခုလိုရလာရင်တားပဲရှာပေးနေအဲ့ဒါအပြစ်ပြောစရာရှိရင်မေတို့တားကိုပဲပြောတယ်ကိုကောင်းကြမေတို့လွတ်ထား ဟာကိုကလည်းဗျာညီမမြင်လို့ပါဗျမြင်လို့ရှိရင်အမေကိုကျွန်တော်ဒီထက်ပိုပြီးထားနိုင်အောင်ကြိုးစားမှာပါပဲပြီး ဆက်ပိုလျှောက်ကြုံ ဟောတားကြီးမင်းကလေပြောတော့မေမေကမင်းကိုအပြစ်မြင်တယ်တဲ့တားရရောညီလေးပေါ်မှာဘယ်တော့ကောင်းကောင်းဆက်ဆံလို့တော့ဒီမှာတားကြီးကအပြင်မှာစီးဝါရှာတာမှန်တယ်ညီလေးကလည်းမမေကိုအားလုံးဝေယဝစ်စာတွေဝိုင်းကူပေးနေတာလေအခုမမေစကြောတွေတက်နေလို့သူပဲလိုက်ပေးနေတာအားငယ်လေးခုနပြောလိုက်တဲ့စကားကလေမမေရဲ့ထဲမှာပီတိဖြစ်လိုက်တာတားငယ်လေးရဲ့တာဓုပါရှမင်းဘာလာပို့တာလဲ ညှော်လင့်မနေနဲ့နစ်တော့ဘာမှမပါဘူးအန်ဒီနဲ့မိုးတောက်တွေ့ပဲပါတယ် နေရာလည်းမှားကြမလို့လာပို့လိုက်ဟိုကောင်နဲ့မေ့အတွက်ကြီးပဲ အေးလေသူတို့နှစ်ယောက်ကပဲငါ့ဘောကောင်းတာလေနင်ကဘာကောင်းနေလို့လဲ မေမရှိဘူးပြင်သွားတယ် မရှိလဲဘာဖြစ်လဲငါဘာငါမိဖို့ကြောင့်လည်းတွားထည့်ခဲ့မှာပေါ့မိုးတောက်ရေနတ်ဆာစားလို့ရပြီနော်နေအောင်ငါလာခေါ်မယ်မနေ့စာပါစားပွားရည်လေ ဘာမှမစားရတော့ဟဲ့မနေ့စား အေးပါအမခောက်ဆွဲတုတ်လေးယူလာအနေစားဖို့ အေးပါ အမငါပြင်ပေးထားရလား ဘာကိုစားပြလိုက်မစိတ်ချ အေးပါဟုတ်ပါပြီလားဖြည်းဖြည်းရှောင်းကဲထိုင်းမယ်ဒီမှာငါကိုရိုင်းတုတ်လာခောက်ဆွဲတုတ်နော်ငါထည့်ပေးမယ်နင်ကိုစားစေချင်လို့နော်ငါကိုရိုင်းတေးချာတုတ်ထား အေးပါနင်းတော့ထားတဲ့ခောက်ဆွဲတော့ပဲငါစားမှာပေါ့ယမင်း အေးပါပြီးရောအဲ့ဆိုခဏလေး
ဘာဖြစ်လို့လဲစားလို့မကောင်းလို့လား ကောင်းပါရဲ့ဟာ အေးပါပြီးရောစားလို့ကောင်းတယ်ဆိုထက်စားအများကြီးစားရမှာနော်ဒီမှာခေါက်ဆိုးတုပ်ပြီးအများကြီးရှိသေးတယ် ဒီပါဟာစိတ်ချပါ အေးပါဟဲ့အော်အစင်ပြေးလားနင်ရလဲအေးခဏဒီမှာရေလေးတောက်လိုက်အောင်ပြေးတောက်ဒီအောင်အစင်ပြေးလား အေးပြေးပါတယ်ဟာ ဟောအေးပါ ရှင်မဲနင်ကပေါ်ဘာလို့ဒီလောက်များကောင်းနေရလဲဟာငါသာမျက်လုံးမြင်ခွင့်ရမယ်ဆိုလို့ရှိရင်လေပထမဦးဆုံးမြင်နေတာနင့်မျက်နှာလေးပဲဖြစ်မဲ့ထင်တယ် ဟာနင်ရလဲဘာလျှောက်ပြောနေမှမသိဘူးစားလောလောဆယ်ရောခေါက်ဆိုးကောင်စားငါခေါက်ဆိုးတုပ်တီကွာကုန်မယ် ပြေးပါရဲ့စိတ်တွေနဲ့မင်းရဲ့ခံလေးတဲ့ငါအသေးကြွေကား